အယံကိုချမ်းအေးလာတဲ့ဆောင်းရသည့်ရဲ့ညာတညာတောအုပ်ကြီးတစ်ခုလုံးမှာနှင်းတွေအဆက်မပြတ်ကျဆင်းနေပြီးတိတ်ဆိတ်ငြိမ်သက်နေပါတယ်အေးဆက်လာတဲ့လေပင်တွေကအယိုးထဲအထိစိတ်ဝင်သွားနိုင်လောက်အောင်တိုက်ခတ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲတောအုပ်ထဲကနေထိခိုက်ဒဏ်ရာရနေတဲ့ဝုံဘလွေတကောင်ဟာနှင်းတော်ထဲမှာခက်ခက်ခဲခဲရှောင်းလန်းလာပါတယ်သူ့ရဲ့ခြေထောက်တစ်ဖက်ကဒဏ်ရာရထားတဲ့အတွက်ခြေလန်းတစ်လိုင်းချင်းစီတိုင်းကသူ့အတွက်အယမ်းကိုနာကျင်နေခဲ့ပါတယ်အေးရန်ကြောက်လဲတကူလုံးတုံညင်နေခဲ့ပါတယ်ဒီညတာခိုးလုံးစရာနေရာလေးတစ်ခုမရဘူးဆိုရင်တော့ငါအသက်ကိုဒီအေးရန်ကနှုတ်ယူသွားတော့မှာပဲလို့ဝုံဘလွေကတွေးနေမိပါတယ်ဒီလိုနဲ့ရှောင်းလာရင်ခလန်းလန့်မှာရှိတဲ့သလုံးအိမ်လေးတစ်လုံးကိုတွေးလိုက်ရပါတယ်အဲ့ဒီအိမ်လေးထဲမှာတော့သမင်းယွန်းမြေခွေးစတဲ့တောခေါင်လေးတွေဟာမီးဖို့ဘေးမှာဝိုင်းထိုင်ပြီးအေးတံကိုအတူတကွအန်တူနေကြပါတယ်ဝုံဘလွေဟာအိမ်လေးတဲ့ပြတင်းပေါက်ကနေအထဲကိုကြည့်ပြီးငါ့ကိုတညလောပဲဖြစ်ဖြစ်ခိုးလုံခွေးပေးကြပါငါအရန်တန်ရရနေလို့ပါဒီအေးတံနဲ့တရားတော်မယ်လို့တောင်းပန်လိုက်ပါတယ်ဝုံဘလွေကိုမြင်လိုက်တဲ့အချိန်မှာတော့တိုးခေါင်လေးတွေအားလုံးကထိတ်လန့်သွားကြပါတယ်ယွန်းလေးကဆိုရင်ဒါဝုံဘလွေကြီးမဲသူကငါတို့ကိုစားပြမယ်လို့អော်ပြောလိုက်ပါတယ်ဒါပေမဲ့တမင်လေးကတော့ဝုံဘလွေရဲ့မျက်လုံးထဲမှာစာလောင်ဝတ်သေးမှုထက်နာကျင်မှုတွေကိုပိုပြီးမြင်တွေ့နေရပါတယ်အေးချမ်းတဲ့အချိန်မှာရန်သူမိတ်ဆွေဆိုတာခွဲခြားလို့မရပါဘူးသူ့ကိုအထဲဝင်ပေးလိုက်ပါလို့တမင်လေးကပြောလိုက်ပါတယ်ဒါနဲ့တောကောင်လေးတွေကဝုံဘလွေကိုအထဲဝင်ပေးလိုက်ကြပါတယ်တချို့ကစားစရာတွေပေးပြီးတချို့ကတော့ဒဏ်ရာတွေကိုဆေးထည့်ပေးကြပါတယ်ရဲအနေငယ်ကြားပြီးတဲ့နောက်မှာတော့တောအုပ်ထဲကိုမျောလင်းမထားတဲ့အန်ဒီရဲ့တခုကြားရောက်လာပါတော့မုတ်ဆိုးတွေဟာတောကောင်လေးတွေကိုဖမ်းဖို့ရောက်လာကြတာပါအဲ့ဒီအချိန်မှာလည်းတောအုပ်ကြီးတစ်ခုလုံးဟင်းထွက်သွားလောက်အောင်ကျဲလောင်တဲ့အတန်ကြီးတစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒါကတော့ကျမ်းမာရေးပြန်လဲကောင်းမွန်လာပြီဖြစ်တဲ့ဝုံဘလွေကြီးရဲ့ဟင်းဟောက်တန်ပါပဲဝုံဘလွေကြီးဟာမုတ်ဆိုးတွေကိုရံမူပြီးမောင်းထုတ်ပစ်လိုက်ပါတယ်ငါတို့ကမင်းကိုရန်သူလို့ထင်ခဲ့ကြတာဒါပေမဲ့မင်းကမိတ်ဆွေတယောက်လို့ငါတို့အသက်ကိုကယ်တင်ပေးခဲ့တယ်လို့တောကောင်လေးတွေကဝုံဘလွေကြီးကိုကျေးဇူးတင်စကားပြောကြပါတယ်အဲ့ဒီအခါဝုံဘလွေကြီးကပြုံးပြီးမေတ္တာတရားဆိုတာဘယ်တော့မှအလဟတာမဖြစ်ပါဘူးလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီမိကစားပြီးတောအုပ်ကြီးထဲမှာရှိတဲ့တရိษံလေးတွေဟာတကောင်နဲ့တကောင်အရင်ကထက်ပိုပြီးယုံကြည်မှုရှိနဲ့အတူတကွပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်